Okay,အားလုံးပဲမင်္ဂလာပါကျွန်တော်လီယိုဖြစ်ပါတယ်ဒီနေ့မှာတော့ဘလူးဟီလိုအဗတာရဲ့လီယိုဖြစ်မှာမသိပါဘူးဒိုင်းလက်နေပဲနေမှာမဟုတ်ရင်လည်းအဗတာပြန်ရှင်းရအောင်အစိမ်းတော့မပြီးဘူးဒီနေ့မှာတော့အခုကျွန်တော်ဂျန်ဂယ်တော့ပဲ fruit ရိုးလိုက်ပါမယ်ဒါဒီဘေးက134 level ရှင်းရှင်းသိရပါကြားထဲမှာဗီဒီယိုလည်းမသိဘူးဘာလဲဟာဆိုပြီးဖြစ်သွားလိုက်ပါမယ်ဒီဘက်ဟက်ကာလားဆိုဖြစ်သွားလိုက်ပါမယ်မဟုတ်ပါဘူးကျွန်တော်ဟက်ကာမဟုတ်ပါဘူးကျွန်တော်အရင်နေ့ကတည်းကဆော့နေပါအဲ့ဒီ record ဖို့မေ့သွားလို့ပါနော်အားလုံးပဲတောင်းပါပါတယ် Okay ကျွန်တော်အခုဂျန်ဂယ်ကိုတွားရမှာပေါ့နော်ကျွန်တော်မရခင်ဒီနာကအမဟာလေးယူလာအောင်ဒီမြန်ယူရ energy မလောက်ဘူးဖြစ်နေတယ်လောက်ချက်ပါ energy stat တွေမြင်ရမယ် energy stat တွေမြင်ရမယ်အေးမြင်လောက်စမ်းတာကွာဟဲ့ရမေး energy ကပြန်စောင့်နေရတယ်ကွာတဲ့ရဟေးကျွန်တော်တို့ခုဂျန်ဂယ်ကိုတွားမှာပေါ့နော် Okay တွားမယ်ဂျန်ဂယ်ကိုရောက်ရင်ပြန်လို့ကြပါမယ်အားလုံးခဏလေးပါနော်A few moments later. Okay ဂျန်ဂယ်ကိုရောက်လာပြီပေါ့နော်ဂျန်ဂယ်ကိုရောက်လာပြီဒီမှာဗုဒ္ဓရင်နဲ့လိုက်အဝေးကန်လာပြီသူရှာနေတယ်ဗုဒ္ဓအဝေးကန်နဲ့လိုက်အဝေးကန်စရှာနေကြတယ်ဟောစီးတူကပေါ့နော်သူကကျွန်တော်အဗတာလေးကိုတီးခတ်ပြီးကြည့်ပေးကြပါအဗတာပြန်ရှင်းပါမယ်ကျွန်တော်နောက်ပြီးကြရအောင် Okay ဇီယူလက်စီမှာ fruit ရိုးပါမယ်ဇီယူလက်စီလောက်ပါငါ fruit ပေးကောင်းတဲ့ fruit လေးပေးဟဲ့ရပြီ fruit ရိုးပါ4တောင်းလူကြီး quest လုပ်လိုက်ပါဦးမလေးဒီကဂိုရီလာကင်းနှစ်ခါတက်လိုက်ရင်အဆင်ပြေ Okay quest ယူပြီးပြီ Okay Gorilla's quest ယူပြီးပြီတွတ်တယ်မယ်ပေါ့နော် let's go တာတော်တော်လေးရင်းအဲကျန်တော်တော်လေး energy ကုန်နေပြီဆို energy လေး300ပဲရှိတယ်မပြေပါဘူးဗျာ Okay တော်နိုင်ကောမြန်လေ25ပဲရှိတာကွာငါ level 134ရှိတယ်ကွာဟာငါနိုင်မှာမဟုတ်ပါဘူး Okay တခါတက်ပြီနောက်ထပ်2မိနစ်ဆိုလို့ရှိရင်တို့ပြန်စမလိုက်မယ်အားလုံးနောက်ထပ်2မိနစ်ထပ်ဆောင်ပေးကြပါ A few moments later. Okay ဒီကောင်စပုံးဖို့2စက္ကန့်မလို့1စက္ကန့်ဒီစပုံးကြီးရော့အမတေးရောင်းမှာဒီ scale ရလမ်းလိုက်Okay scale 1ကဖြူOkay နောက်တော့M1 နဲ့ပဲခေါ်လို့ Okay ပတ်စံတော့4,000ဖြစ်သွားပြီအကြတော့ fruit dry roll လို့ရပါပြီ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 ညညဇာပတီ black coat ဆိုတဲ့အားလေးကိုကျွန်တော်လာပါတော့ Vada ကြီးကိုတီးခံပေးကြပါဟုတ်ကဲ့Okay ဟာဟဲ့အောင်4,450လူလာပါတယ်ကွာလေဟဲ့အောင်ဒီကောင်တက်လိုက်လို့ရ Okay ဒီနောက်ဆော့လို့ပြန်လို့ရတယ်ငါ fruit ရိုးချင်နေပြီလာအေးဘာ fruit လဲဟမ် diamond oh serious now bruh diamond ရေကွာဆိုပါdiamond ရrocket မရတယ်ကောင်းလို့ပြောဆိုအခုဘယ်တော့ရင်ကောင်းမလဲဘယ်တော့ကောင်းမလဲကိုအိမ်ပြန်ကိုပြန်တော့နော်အခုကျွန်တော် avatar တွားလဲမှာပေါ့နော် avatar တွားလဲမယ် Okay ဂိမ်းကနေထွက်လိုက်မယ် Okay ဂိမ်းကနေထွက်လိုက်ပြီဒီ avatar တွေကိုဟုတ်တယ် line လက်နေတာမဟုတ်ဘူး avatar ကိုဖြစ်နေတာကျွန်တော်ဂိမ်းဆော့လိုက်တာဖြစ်သွားတယ်နော် Sigma Fit
ကျွန်တော်စကမာဖေးကိုပဲကြိုက်တယ်ပေါ့နော်ကဲဝစားတော့ဒီဝစားဝယ်လိုက်ပါမယ်โอเคဒီဥစားလေးပါထည့်လိုက်လာတော့ပြီအခုချိန်မှာဘာထည့်ရင်ကောင်းလဲဒီစပင်လေးပဲထည့်ရင်ကောင်းမှာโอเคဒီစပင်ပဲထည့်လိုက်ပြီနောက်ထပ်ကကျွန်တော်ဒီ robot ဝယ်ပြီးတော့ပါနော်ဒီရက်စကီလေးလိုချင်တယ်ပေါ့ဒါပေမဲ့ robot လည်းထည့်ပြမှာမဟုတ်ဘူးထည့်နေတော့မတည်ဘူးနော်ကျွန်တော်ထည့်နေတော့မတည်ဘူးနော် robot ထည့်ပြီးရင်တော့ဘက်စကီလေးကိုကြိုက်လဲဆိုတော့ဈေးနဲ့မှစကီလေးပဲကြိုက်တယ်ပြအဲ့ဒီပေါ်စကီလေးဒီစကီလေးခက်ပြန်လာလက်ရှိမနေဘူးโอเคခဏလေးတော့ခဏလေးပြပြီးစကီလေးကိုပြရတယ်စကီလေးတစ်ချက်ပြရတယ်ဟဲ့မင်းပြပါမင်းပြဒီစကီလေးဒီတော့နော်34ကိုတော့ပဲပြရတယ်နော်တန်နေလို့ပြောတော့ထင်တယ်โอเคစကီလေးတော့လာတယ်နော်โอเคဒီစကီကတော့ဆောင်းစေးကြီးဒီစကီရဲ့စီးရှူရနော်တော့ပဲဒီကြောကောဝစကီလေးရလာပါတယ်ဒီဘက်က accessory ကြီးကတော့ပြောမိလို့ပေါ့နော်โอเคတော့ဒီဘက်က accessory တွေလည်းဝတ်မနေတော့ဘူးဘာမှမဝတ်တော့ဘူးဘာမှဝတ်မနေတော့ခေါင်းလေးရတော့လှတယ်ဒီပြောင်းခေါင်းလေးရတော့လှကြိုက်တယ်ဒါနဲ့တော့ပါပြီโอเคsorry brother ခုဒီ avatar လေးကိုပေါ့နော်စောင်းကြိုက်တယ်ဒီခေါင်းလေးကိုတော့ကြိုက်ပါတယ်ဒါမျိုးမလို့ပါဘူးဒီခေါင်းကစီကြည့်တယ်စိုးတာကပေါ့နော်ရိုးဘက်ကမထည့်တတ်ဘူးစိုးတာပဲဒီမှာပါ jacket တွေပါညာစမကလာတွေကတော့မနေတော့ဘူးကျွန်တော်အနေနဲ့ဒီ avatar ဝဲကြိုက်တယ်နော်ကောင်းလိုက်တဲ့ avatar တွေညွှန်းပါနော်နောက်တဲ့ avatar တွေတွားယူလာဖို့ပြခဏလေးစောင့်ပါနော်နောက်တဲ့ avatar ကိုနောက်မှယူမယ်ပေါ့နော်အခု avatar ကတော့ဒီလောက်ပါပဲဒီဥစ္စာလေးကိုယူခြင်းနဲ့ပေါ့နော်တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုလေးမှာပြန်ပြီးကြပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုချမ်းတက်တဲ့ဆိုရင်တော့ပြန်like and subscribe လုပ်ပြီးတော့လုပ်ရပါတယ်အဲ့ဒါပြောပါတော့ကျွန်တော်နောက်တော့တကူကတော့ပြောချင်ပါဗျာကျွန်တော်ဒီဗီဒီယိုက Love episode 3မဟုတ်ပါဘူး fail လာလို့ပဲတပေါ်ထားလိုက်ပါ avatar ရှင်းလာတွေကပါနေလို့ပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်လို့ရမယ် bye bye